အောင်မြတ်တာနှင့်ဝမ်းတွင်ဆုံးစာရေးဆရာဇေနရာမညကျွန်တော်တို့33စုဖျားကနေထွက်လာပြီးတော့ကရင်လက်နက်ကင်ခေါင်းဆောင်ဖြစ်သူရဲ့ရွာကိုဆက်ထွက်ခဲ့ကြတယ်ရွာကိုရောက်တော့ရွာထဲမှာရှိတဲ့ခွေးတွေကကျွန်တော်တို့3ယောက်ကိုစုစုဝါးဝါထိုးဟောင်ပါလေရောကျွန်တော်ကတော့ဒါဟာမကောင်းတဲ့နမိတ်တစ်ခုဖြစ်တော့မယ်ဆိုတာကြိုသိနေတယ်လို့ဆရာကလည်းတစုံတစ်ခုကိုသိနေတဲ့အနေအထားနဲ့ကျွန်တော်ကိုလှည့်ကြည့်တယ်ကျွန်တော်တို့ရွာထဲကိုဆက်ဝင်လာတော့ရွာခံလူထုတွေကကျွန်တော်တို့ကိုမနှမျိုးတဲ့မျက်နှာထားတွေနဲ့လမ်းကြည့်နေကြတာကိုလည်းတွေ့လိုက်ရတယ်ဒါပေမဲ့လက်နက်ကင်ခေါင်းဆောင်ရဲ့တောင်းဆိုမှုကြောင့်လာခဲ့ရတာဆိုတော့ဘာမှတော့မပြောကြဘူးရွာလေကိုရောက်တော့လူတစ်ဖက်စာလောက်ရှိတဲ့ကျွန်းနိုင်တွေနဲ့စောက်ထားတဲ့ပြင်တောင်အိမ်မဲကြီးတစ်လုံးကိုတွေ့လိုက်ရတယ်အိမ်ရှိရောက်တော့လက်နက်ကင်ခေါင်းဆောင်ကဆရာတို့ဒါကကျုပ်အိမ်ပဲအိမ်ပေါ်မှာကျုပ်မိန်းမစောင့်နေတယ်ဆရာတို့သူ့ကိုမြင်ရင်သူ့ပညာအစွမ်းကိုရိပ်မိကြမယ်ထင်ပါတယ်အဲ့ဒီလိုပြောပြီးအရှိကနေတက်သွားတယ်ကျွန်တော်တို့လည်းသူ့အနောက်ကနေတက်လာတော့အိမ်ရှိဧည့်ခန်းမှာထိုင်နေတဲ့အသက်20ကျော်မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်ကျွန်တော်တို့တက်လာတာမြင်တော့အဲ့ဒီအမျိုးသမီးကရုတ်တရက်မျက်လွှာကိုချလိုက်တယ်ဆရာကတော့အမျိုးသမီးကိုစစ်စစ်ကြည့်ရင်ရုတ်တရက်မျက်နှာလွှဲလိုက်တယ်ကျွန်တော်လည်းထိုမျိုးသမီးကိုကြည့်လိုက်တော့ခေါင်းပေါ်မှာအနက်ရောင်အခိုးငွေ့တွေပပလေးထွက်နေတာကိုမြင်လိုက်ရတယ်ဒါဟာတာမန်လူတွေနဲ့ပညာသည်တွေကိုခွဲခြားထားတဲ့အရာလားတော့ကျွန်တော်မပြောတတ်ပေကျွန်တော်တို့ဧခန်းကဖျားခန်းရှိမှဝင်ထိုင်လိုက်တော့အမျိုးသမီးကကျွန်တော်တို့ရှိမှကြုံလေးလာဝင်ထိုင်နေအမျိုးသမီးလည်းအရှိရောက်ရောခြံဝင်းထဲကိုလူတစ်ယောက်ပြေးဝင်လာတာမြင်လိုက်ရတယ်ပြေးဝင်လာတဲ့လူကအိမ်တကားကိုဒေါသတကြီးကန်ပြီးဖျားခန်းထဲပြေးဝင်ဖို့အလုပ်ဆရာကရဆန်းငါအမိန်မရပဲဒီကနေတလန်းမှမရွေ့နဲ့အဲ့ဒီလိုပြောလိုက်တယ်ဆိုရင်ပဲပြေးတက်လာတဲ့သူရဲ့ခြေလမ်းတွေကတုံခနဲ့ချက်ချင်းဆိုသလိုရက်သွားတာမြင်လိုက်ရတယ်ဆရာကဘာမှမပြောသေးပဲအရှိမထိုင်နေတဲ့အမျိုးသမီးကိုကြည့်ပြီးသင်ဟာပညာသည်တယောက်ဆိုတာငါသိတယ်သင်ရဲ့ပညာတွေကိုစွန့်လွတ်ဖို့ဆုံးဖြတ်ပြီးပြီလားအဲ့ဒီလိုမေးလိုက်တော့အမျိုးသမီးကငါဒီပညာတွေကိုမလိုချင်ပဲရလာခဲ့တာပါငါဒီပညာတွေကိုမလိုချင်တော့ဘူးငါရဲ့ပညာတွေကြောင့်သမီးလေးဆုံးခဲ့ရတယ်သမီးလေးဆုံးတဲ့ကဒီပညာတွေကိုစိတ်နာခဲ့တာပါပညာကုန်နှုတ်ပေးနိုင်မဲ့ဆရာမတွေ့သေးလို့သာတီးခံပြီးနေခဲ့တာပါအခုတော့ငါရဲ့ပညာတွေကိုနှုတ်ပေးမဲ့ဆရာတွေနဲ့တွေ့တော့ဝမ်းသာလှပါပြီအဲ့ဒီလိုပြောရင်းငိုပါလေရောအမျိုးသမီးရဲ့စကားကိုကြားတော့ဧခန်းအဝမှာရက်နေတဲ့လူကဟဲ့နန်းခင်နင့်ကိုငါတို့ရဲ့တခင်မကြီးကိုယ်တိုင်သူ့နေရာဆက်ခံမှုရွေးခဲ့တာနော်အခုကျတော့နင်ကသူ့ကိုအာခံမလို့လားသူပြန်လာရင်နင့်ကိုတတ်မှာမကြောက်ဘူးလားနင်ပညာတွေကိုစွန့်လွတ်လိုက်ရင်ငါတို့မျိုးရိုးပြက်ပြီလေဒါကိုနင်လဲသိရသားနဲ့ဘာလို့အခုလိုလုပ်ရတာလဲ။အိုးအဖူးကမှကိုသားသမီးကိုကိုယ့်ရဲ့ပညာနဲ့ပြန်တက်မိတာမှမကြုံဘူးတော့အခုလိုပြောတာပေါ့ငါနေရာမှာဝန်ခံစားကြည့်ဘူးလို့လားငါအဲ့ဒီကိစ္စဖြစ်ပြီးတဲ့ကအခုထိကောင်းကောင်းမအိပ်ဆက်နိုင်သေးဘူးငါသမီးအတန်ကငါနာတယ်ပြန်ကြားနေရသေးတယ်နင်တို့ငါ့ကိုမနှောက်ယှက်ကြပါနဲ့တော့အမျိုးသမီးရဲ့စကားအဆုံးဧခန်းဝမှာရက်နေတဲ့ကရင်အဖိုးကြီးကနေဒီလန်းကိုရွေးလိုက်တော့လဲနင့်ကိုအပြစ်ပေးရမှာပေါ့ငါတို့တခင်မကြီးရဲ့တစ္ဆာခံလူတွေမကြခင်နင့်စီရောက်လာကြတော့မယ်နေအပြစ်အတွက်ပြင်ဆင်ထားတော့အဲ့ဒီလိုပြောပြီးပြတင်းပေါက်ကနေလှစ်ခနဲခုန်ချပြီးထွက်ပြေးသွားတယ်အရွယ်နဲ့မလိုက်အောင်ပေါ့ပါနေတဲ့ကရင်အဖိုးကြီးကိုမြင်တော့ကျွန်တော်ပါဇက်အဟောင်းသားဖြစ်ခဲ့ရတယ်ဆရာကအံ့ဩဟန်မပြပဲအမျိုးသမီးကိုကြည့်ပြီးအမိဖြစ်စဉ်အစအဆုံးကိုကျုပ်ကိုပြောပြပါဒါမှကျုပ်ဘာလုပ်တဲ့နေဆိုတာဆုံးဖြတ်လို့ရမှာအဲ့ဒီလိုပြောတော့အမျိုးသမီးကပါထက်မှကျနေတဲ့မျက်ရည်တွေကိုတုပ်လိုက်ပြီးငါကဒီရွာမှာပဲမွေးတာငါမမွေးခင်ကငါအမိုးကဒီရွာရဲ့အကြီးအကဲတယောက်ပဲငါတို့ငငယ်တုန်းကဒီနေရာကိုအပြင်လူသူစိမ်းတွေဝင်လို့မရဘူးဝင်တာနဲ့တက်ပစ်ကြတယ်ငါအမိုးကိုဆိုရင်ရွာကလူတွေကြောက်ကြတယ်ငါအမိုးရဲ့စကားကအရန်အစွမ်းထက်တယ်သူစိတ်ဆိုးလို့ပြောလိုက်တဲ့စကားတိုင်းတကယ်ဖြစ်တယ်ငါအပားကိုလည်းသူပဲတက်ခဲ့တာငါမှတ်မိနေသေးတယ်အဲ့ဒီနေ့ကငါအိမ်အောက်မှာကစားနေတယ်
အမိုးနဲ့အပားရန်ဖြစ်တော့အမိုးကအပားကိုနင်းတောထဲသွားရင်ကြားကြိုက်ပြီးတေးပါစေလို့ပြောခဲ့တယ်။အပားလည်းနောက်နေ့တောထဲထင်းခုတ်သွားတော့အမိုးပြောတဲ့အတိုင်းကြားကြိုက်ပြီးတေးခဲ့တယ်။အဲ့ဒီထဲကငါမိုးကိုကြောက်ခဲ့ရတယ်။ငါအသက်10နှစ်လောက်ရောက်တော့အမိုးကငါ့ကိုပြောတယ်။လာမယ့်လပြည့်နေ့မအိပ်နဲ့တဲ့တကောင်ချက်တော်နာနဲ့ငါလာခေါ်မယ်လို့ပြောတယ်။လာပြည့်နေ့ရောက်တော့မနက်ထဲကအမိုးကိုငါမတွေ့ရဘူးငါလဲကြောက်ကြောက်နဲ့မအိပ်ရဲပဲထိုင်ဆောင်နေခဲ့တယ်ညသက်ခေါင်ကြက်တုံနဲ့အတန်ကြားပြီးတာနဲ့ငါတို့အိမ်ရဲ့ခေါင်မိုးပေါ်မှာလူတစ်ယောက်လမ်းလျှောက်နေတဲ့အတန်ကိုငါကြားလိုက်ရတယ်ခြေတံကခေါင်မိုးပေါ်ကနေတဖြည်းဖြည်းဆင်းလာပြီးသတင်းပေါက်နားရောက်တော့ခြေတံမကြားရတော့ဘူးငါလဲကြောက်ကြောက်နဲ့သတင်းပေါက်အနားသွားကြည့်တော့ခေါင်မိုးပေါ်ကနေဇောက်ထိုးကြီးဆင်းလာတဲ့အမိုးကိုမြင်လိုက်ရတယ်ငါလဲရုတ်တရက်ဆိုတော့လန့်ပြီးသတိလစ်သွားတယ်ငါသတိရလာတော့ကွင်းမြင့်ကြီးတစ်ခုရဲ့အလဲကိုရောက်နေပြီးအမိုးကငါပခုံးကိုကင်ပြီးမီးတိုင်လေးခုရဲ့အလဲမှာမတက်ရက်နေတယ်မီးတိုင်လေးတိုင်ရဲ့အပြင်မှာတော့လူအယောက်100လောက်ထိုင်နေကြတာငါမြင်လိုက်ရတယ်အဲ့ဒီထဲမှာငါတို့ရွာကလူတချို့ကိုလည်းငါမြင်လိုက်ရတယ်အမိုးကဘာမှမပြောဘဲငါပခုံးကိုပဲကင်ထားတယ်အဲ့ဒီအချိန်ငှက်ဆိုးတစ်ကောင်ရဲ့အော်တန်ကိုငါကြားလိုက်တယ်ငှက်ဆိုးအော်တန်အဆုံးမှာတော့အမိုးကငါလက်နှစ်ဖက်ကိုကင်မြောက်ပြီးအောက်မှာထိုင်နေတဲ့သူတွေနဲ့တယောက်ချင်းမိတ်ဆက်ပေးခဲ့တယ်ငါတို့ပညာရဲ့သဘောကကြိုက်တဲ့သူကိုလွှဲပေးလို့ရတာပဲအမိုးကသူ့ပါဇက်ထဲကหนีရဲနေတဲ့အလုံးတစ်လုံးကိုအန်ထုတ်ပြီးငါပါဇက်ထဲကိုထည့်ပေးခဲ့တယ်ငါပိုက်ထဲအဲ့ဒီအလုံးရောက်တာနဲ့အမိုးကအယုတ်ကျိုးပြက်လဲကျသွားတယ်နောက်မှငါသိရတာကအမိုးကငါ့ကိုသူ့ပညာတွေလွှဲပြီးရွာနီးကျုပ်ဆက်ကပညာသည်တွေကိုအုပ်ချုပ်ခိုင်းခဲ့တာအဲ့ဒီနေရာမှာပဲအမိုးတည်သွားတယ်ငါလည်းပညာတွေကိုဘလို့သုံးရမှန်းမသိခဲ့ဘူးအမိုးကသူ့ပညာတွေအကုန်ပေးသွားတယ်လို့အဖူးထီးကိုပြောတယ်ခုနကလာတဲ့အဖူးကငါအမိုးရဲ့လက်ရင်းတစ်ပြည့်ပဲနောက်တော့ငါကအိမ်အောင်ကြပြီးကလေးတစ်ယောက်ရခဲ့တယ်ငါစကားကိုဆိုရင်တရွာလုံးနာခံကြတယ်ငါ့ကိုမခန့်လေးစားလုပ်တဲ့သူဆိုရင်အဖူးထီးကော်က2သားလောက်အောင်ဆုံးမတတ်တယ်ဒီလိုနဲ့ငါကလေးမွေးပြီး3နှစ်လောက်မှအဖူးထီးကော်ကငါ့ကိုပြောတယ်ငါပညာတွေသုံးပြီးလူ12ယောက်ကိုတက်ရမယ်တဲ့အဲ့ဒါမှငါကဝမ်းတွင်10နှစ်ကျိုးဖြစ်မယ်လို့ပြောတယ်ငါအဲ့လိုလူမတက်ချင်ဘူးငါမလုံနိုင်ဘူးပြောတော့အဖူးထီးကော်ကနေမလုံလဲနင်းရဲ့နှုတ်ကအလိုလိုလှုပ်သွားမယ်လို့ပြောတယ်အဲ့ဒီနေ့ကစပြီးငါစိတ်ကအလိုလိုဒေါသထွက်လာမိတယ်ငါယောက်ျားကအဲ့ဒီအချိန်တောထဲရောက်နေတဲ့အိမ်မှာဖိုးမှုနဲ့ငါနဲ့ပဲကြံခဲ့တယ်အဲ့ဒီနေ့ကဖိုးမှုကအယမ်းငိုတယ်ငါကလည်းဒေါသထွက်နေတဲ့အချိန်ဖိုးမှုကလည်းငိုတော့ဒီကလေးတေကိုမတေနိုင်ဘူးမြန်သေးငါနားတွေပူလှပြီလို့ပါဇက်ကရုတ်တရက်ထွက်သွားတယ်ငါလည်းအမှုမဲ့အမှတ်မဲ့နေလိုက်တာနောက်နေ့လဲရောက်ရောငါသမီးကအပြင်းဖြာရောဘယ်ဆရာနဲ့မှကူလို့မရဘူးယောဂလည်းရှာမရဘူးငါလည်းဘာကြောင့်ဖြစ်တယ်ဆိုတာမသိခဲ့ဘူးနောက်ဆုံးတော့ငါသမီးလေးတည်ခဲ့ရတယ်ငါသမီးလေးတည်တဲ့နေ့မှအဖိုးထီးကော်ကနင်းတို့ကထွက်တဲ့စကားကြောင့်နင်းသမီးတည်တာလို့ပြောတယ်ငါလည်းဘာလို့ငါ့ကိုမပြောလဲလို့မေးတော့သူ့မှာပြောခွင့်မရှိဘူးတဲ့ငါရဲ့အမိန့်ကိုဘသူမှပြန်ပြောပိုင်ခွင့်မရှိဘူးလို့ပြောတယ်အဲ့ဒီနေ့ကတည်းကငါလူတွေနဲ့စကားမပြောဘဲနေလာခဲ့တာငါယောက်ျားနင်တို့ကိုဖမ်းလာတော့နင်တို့ကိုယ်တည်းကထွက်တဲ့အလင်းကငါ့ကိုလာထိတယ်အဲ့ဒီထဲကနင်တို့ဆရာတွေဆိုတာငါရိပ်မိခဲ့တယ်ဒါကြောင့်နင်တို့ကိုငါစမ်းခဲ့တာနင်တို့စီပို့ခဲ့တဲ့ဟင်းတွေကငါမပြောင်းမချင်းဘယ်ပညာသည်မှပြောင်းလို့မရဘူးဒါပေမဲ့နင်တို့ကလက်ဖွားနဲ့တက်ချယုံနဲ့တီးခဲ့တယ်ဒါကြောင့်နင်တို့ကိုဒီကိုခေါ်လာဖို့ပြောခဲ့ရတာငါပညာတွေကိုထုတ်ပေးကြပါငါတာမန်လူလိုပဲနေခြင်းနဲ့အခုဆိုငါကလေးထက်မယူရဲဘူးငါအရင်လိုပြောမိမှကြောက်နေတယ်ငါ့ကိုကူညီပေးကြပါအဲ့ဒီလိုပြောတော့ဆရာကအမိရဲ့ပညာကိုထုတ်ဖို့ကတော့လွယ်ပါတယ်ဒါပေမဲ့အမိရဲ့ပညာကိုယူရင်အမိရဲ့ငယ်သားတွေကအုံကြွလာလိမ့်မယ်အဲ့ဒီပြဿနာကိုငါတို့ဖြေရှင်းကြရမယ်အမိကိုတခုပြောချင်တာကအမိရဲ့ပညာကိုနှုတ်ဖို့တေချာခဲ့ရင်ဒီစီဝိုင်းထဲကနေအပြင်ကိုမထွက်ပါနဲ့ဖြစ်နိုင်ရင်မျက်လုံးကိုတေချာစီးထားပေးပါဘာတန်ကြားလုံးဝဖွင့်မကြည့်ပါနဲ့
အဲ့ဒီလိုပြောတော့နန်းခင်ဆိုတဲ့အမျိုးသမီးက ဆရာတို့ပြောတဲ့အတိုင်းငါလုံးမှာပါငါတာမန်လူပြန်ဖြစ်ရင်ရပြီ အဲ့ဒီလိုပြောတော့ဆရာက ဒါဆိုရင်စကြမယ်မစခင်အမိလို့ရမှာကမေးတာကိုမလိမ်ပဲမှန်မှန်ကန်ကန်ဖြေပေးဖို့ပဲအမိဒီပညာရက်တွေကိုအမှန်တကယ်စွန့်လွတ်ဖို့ဆန္ဒရှိလား ဟုတ်တယ်ငါစွန့်လွတ်ဖို့ဆန္ဒရှိတယ် ဆရာက3ချိန်တီတီမေးတော့နန်းခင်က3ချိန်တီတီပြန်ဖြေတယ်3ချိန်ပြီးတဲ့အချိန်မှာတော့ဆရာကနန်းခင်ကိုစီးတဲ့ဝင်ခိုင်းပြီးမျက်လုံးကိုအဝတ်စနဲ့စီခိုင်းထားလိုက်တယ်စီးတဲ့ရောက်တာနဲ့ဆရာကအထက်ဆရာကြီးတွေနဲ့ဂိုင်းဆောင်ပုတ်ကိုအပေါင်းကိုတိုင်တီပြီးရေတစ်ခွက်ကိုမန်းလိုက်တယ်မန်းလို့ရတဲ့ရေကိုနန်းခင်ကိုတိုက်ဖို့ကျွန်တော်ကိုခိုင်းတယ်ကျွန်တော်လည်းနန်းခင်ကိုရေမန်းတိုက်ပြီးအခြေအနေကိုစောင့်ကြည့်နေလိုက်တယ်ရေမန်းတိုက်ပြီးခဏနေတော့နန်းခင်လှုပ်လှုပ်ရွရွဖြစ်လာတယ်လက်တစ်ဖက်ကရင်ဘက်ကိုဖိပြီးပြိုးတယ်လို့ဖြစ်လာတာမြင်လိုက်ရတယ်တိတ်မကြခင်ပါဇက်ထဲကအချွဲတွေထွက်လာပြီးတစုံတစ်ခုကိုအန်ထုတ်လိုက်တဲ့အန်ထွက်လာတဲ့အရာကဘာလဲဆိုတာကိုကြည့်လိုက်တော့တွေးစိမ့်ရှင်ရှင်ဖြစ်နေတဲ့အမဲသားတုံးကြီးလက်သီးဆုပ်လောက်ရှိတဲ့အမဲသားတုံးကြီးကအခုမှဖြတ်ထားသလိုတွေးတန်တရေရဲဖြစ်နေတာကိုမြင်လိုက်ရတယ်ပထမအတုံးထွက်လာတဲ့အချိန်မှာပဲအိမ်ပြင်ဘက်မှာရုတ်တရက်ဆိုသလိုအော်ဟစ်ကျင်းဝါတန်တွေထွက်ပေါ်လာတယ်ကျွန်တော်လည်းအိမ်ပြင်ဘက်ကိုချောင်းကြည့်လိုက်တော့အရွယ်ဆုံးယောက်ျားမိန်းမတွေကိုတွေးလိုက်ရတယ်အားလုံးကအိမ်ပေါ်မှာရှိနေတဲ့ကျွန်တော်တို့ကိုမီးပွင့်မတက်စိုက်ကြည့်ပြီးအန်ကျိတ်ထားကြတာကိုမြင်လိုက်ရတယ်ကျွန်တော်ကရောက်ရက်ခတ်နေပေမဲ့ဆရာကတော့သူ့ရဲ့အလုပ်ကိုဆက်လုပ်နေတယ်ရေစင်တစ်ခွက်တိုက်ပြီးတိုင်းအမဲသားတုံးကနန်းခင်ရဲ့ပါဇက်ကနေအန်ထွက်လာတာအခုဆိုရင်3တုံးဖြစ်နေပြီး4တုံးမြောက်မှာတော့အိမ်အောက်ကလူအုပ်ထဲကနေ နန်းခင်နင်ကငါတို့နဲ့မသက်ဆိုင်တော့ဘူးနင့်ကိုလည်းငါတို့လက်မခံတော့ဘူးနင့်ကိုအခုလိုလုပ်ပေးတဲ့သူတွေလည်းဒီရွာကနေပြေးမထွက်နိုင်ဘူးနင့်လင်ကိုရောနင့်ကိုရောအကုန်လုံးကိုငါတို့တတ်မယ်ငါတို့ရဲ့မျိုးနယ်အတွက်အရှက်ရစေတဲ့နင်တို့ကိုငါတို့တတ်မယ် အဲ့ဒီလိုအော်ဟစ်ပြီးအိမ်ပေါ်ကိုပြေးတက်လာခဲ့တဲ့အိမ်ပေါ်လှေကား3ဆင်းလောက်လဲရောက်ရောဖောင်းဆိုတဲ့အတန်နဲ့အတူတက်လာတဲ့သူနောက်ပြန်ပြစ်လဲကြပါလေရောဆရာကပညာမထုံးမီအိမ်လေကားတစ်ဝိုက်ကိုစီးချထားပြီးပြီဆိုတာကျွန်တော်သိလိုက်ရတယ်ကျွန်တော်လဲဘာဆက်ဖြစ်မလဲဆက်ကြည့်နေလိုက်တယ်နန်းခင်ရဲ့ပညာတွေကတဒုံချင်းကြလာလေလေအိမ်အောက်ကလူတွေကပိုပြီးတောင်းကျမ်းလာလေလေပဲ6တုံးမြောက်အန်ကြတဲ့အချိန်မှာတော့ကျွန်တော်နားထဲမှာဝီဝီဝီဆိုတဲ့လေတိုးတန်တွေကိုကြားလိုက်ရတယ်မရှိမနှောင်းမှာပဲအိမ်ခေါမိုးပေါ်ကိုကျလာတဲ့ဂဲလုံးတွေကတောင်ထမ်းလက်မိုးထားတဲ့အိမ်မိုးကိုဖောက်ပြီးကျွန်တော်တို့နဲ့မလန်းမကန်းနေရာအထိရောက်လာခဲ့တယ်ဆရာကတော့ဂယုမဆိုင်ပဲရေစင်ကိုသာတစ်ခွက်ပြီးတစ်ခွက်မန်းပေးနေတယ်ကျွန်တော်နဲ့တောက်ရကတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်နန်းခင်ကိုကြည့်လိုက်နဲ့အလုရှုပ်နေခဲ့တယ်လူအုပ်ကြီးကတော့တားထားတဲ့စီးတဲကိုဝင်လို့မရပဲအပြင်ကနေအရာဝတ္ထုတွေနဲ့လှမ်းပစ်နေခဲ့တယ်ဆရာလည်းလူအုပ်ကြီးကိုအလေးမထားပဲနန်းခင်ရဲ့ပညာတွေကုံအောင်သာထုတ်ပေးနေခဲ့တယ်အခုလဲနောက်တစ်ချိန်ထပ်ပြီးပြုတ်နေသေးတယ်ကျွန်တော်လဲဘယ်နှစ်တုံးလောက်ထပ်အန်ထွက်မလဲကြည့်နေတဲ့အချိန်ဝေါဆိုတဲ့အတန်နဲ့အတူအမဲသားတုံးထပ်ပြီးအန်ထွက်လာခဲ့တယ်အမဲသားတုံးထွက်ပြီးတာနဲ့တပြိုင်နက်မျိုးပုတ်ပုတ်အရေးတွေပါဝေါခနဲအန်ထွက်လာတာကိုမြင်လိုက်ရတယ်ဆရာကတော့နန်းခင်ကိုကြည့်ပြီး အမိမင်းပညာတွေကုန်ပြီလား အဲ့ဒီလိုဆရာကမေးလိုက်တော့နန်းခင်က ကုံလောက်ပြီလို့ထင်တယ်ငါရင်ထဲပေါ်သွားပြီ အဲ့ဒီလိုပြန်ဖြေတဲ့ဆရာလည်းရေခွက်ထဲမှာကြံတဲ့ရေဆက်တွေနဲ့နန်းခင်မျက်နှာကိုလှမ်းတောက်လိုက်တယ်ဒါပေမဲ့နန်းခင်ကဘာမှမဖြစ်တာမြင်တော့ဆရာကအ မိအခုချိန်ကစပြီးဝမ်းထဲမှာဘာပညာမှမရှိတော့ဘူးတာမန်လူတစ်ယောက်ဖြစ်သွားပြီးတာမန်လူတစ်ယောက်ဖြစ်သွားတယ်ဆိုပေမဲ့အမိကိုဒေါသထွက်နေကြတဲ့အိမ်အောက်ကလူအုပ်ကြီးရဲ့အနေအကရှိသေးတယ်အမိတို့လင်မယားကောင်းမွန်တဲ့ဘဝကိုအတူတူဖြတ်တန်းကြပါ အဲ့ဒီလိုပြောပြီးလွဲအိတ်ထဲကနေကြေးပြားလေးနှစ်ခုကိုထုတ်လိုက်တဲ့ကြေးပြားလေးကိုမှန်းပြီးလင်မယားနှစ်ယောက်ကိုတယောက်တစ်ခုစီပေးလိုက်တဲ့နန်းခင်တို့လင်မယားလည်းကြေးပြားလေးကိုယူပြီးလက်ထဲမှာစုပ်ကင်ထားလိုက်ကြတယ်နန်းခင်တို့လက်ထဲကြေးပြားလေးရောက်တာနဲ့ဆရာကအ မိတို့လင်မယားဒီအိမ်ပေါ်ကနေတလက်မမရွေးကြနဲ့အိမ်အောက်မှာရှိတဲ့သူတွေကိုစုံမဖို့ကြံသေးတယ်သူတို့ရှိနေတဲ့၍အမိတို့အသက်အန္တရာယ်ကိုဒုက္ခပေးကြလိမ့်မယ် အဲ့ဒီလိုပြောတော့နန်းခင်ရဲ့ယောက်ျားဖြစ်သူက ဒီလူတွေထဲမှာရွာကမဟုတ်တဲ့သူတွေလည်းပါတယ်အရင်ကသူတို့ကိုမမြင်ဘူးအဖိုးထီကော်ဆိုတာလဲအရင်ကနန်းခင်ကိုထိန်းလာတဲ့သူဆိုတော့အသက်ကိုရန်ရှာမယ်ဆိုတာဖြစ်နိုင်ပါမလား အဲ့ဒီလိုမေးတော့ဆရာက
မယုံရင်ဆင်းသွားကြည့်လေအခုချိန်ကသူတို့ရဲ့မျိုးနွယ်တွေကနေထွက်ခွာသွားတဲ့အတွက်သူတို့ရဲ့စီမင်းစည်းကမ်းအရာနန်းခင်ကိုတက်ကြမှာပဲနန်းခင်ပဲလားဆိုတော့မဟုတ်သေးဘူးမင်းကိုရောငါတို့ကိုပါတက်ချင်နေကြတာအဲ့ဒါကြောင့်ဒီပြဿနာတွေကိုရှင်းမငါတို့ဆက်လက်ရှင်တန်နိုင်မှာ အဲ့ဒီလိုပြောတော့လက်နက်ကင်ကောင်းဆောင်ကငြိမ်ကျသွားတဲ့ဆရာကစီးတွင်းကနေအပြင်ကိုမထွက်ဖို့နဲ့ကျွန်တော်တို့ကိုလည်းနန်းခင်တို့လင်မယားအနားမှာပဲနေဖို့မှကြားပြီးအိမ်ပေါ်ကနေတယောက်တည်းဆင်းသွားတယ်ကျွန်တော်လည်းတောက်ရကိုလှည့်ကြည့်ပြီးတောက်ရငါတို့တော့ပွဲကြီးပွဲကောင်းတော့မြင်ရပြီးဒါမျိုးကမြင်ရခဲ့တယ်ကြည်ထားလို့ပြောလိုက်မိတယ်ဆရာကအိမ်ပေါ်ကနေဖြည်းဖြည်းချင်းဆင်းသွားတာမြင်တော့လူအုပ်ကြီးကပိုပြီးလှုပ်ရှားလာတဲ့ကရင်လိုအော်ဟစ်နေတဲ့အတန်တွေကစူညံလာခဲ့တယ်ဆရာလည်းအိမ်လေကားအောက်ကိုရောက်ရောလူအုပ်ထဲကထွက်လာတဲ့ဆက်တွေရွှီရွှီရွှီနဲ့ဆရာစီကိုပြေးဝင်လာတာကိုကျွန်တော်မြင်လိုက်ရတယ်ညဘက်အိမ်ဝိုင်းပက်လယ်မှာထွန်းထားတဲ့မိတိုင်ရောင်ချောင်းလေထဲကနေဝင်လာတဲ့ဆက်အယောင်တွေကိုကျွန်တော်တိုင်းသားမြင်နေရတဲ့ဆရာရင်ညွှန်းတဲ့ကိုပြေးဝင်လာတဲ့ဆက်တွေကဆရာလက်တကန်းအလိုအရောက်မှာရက်သွားတာမြင်လိုက်ရတယ်အယောင်သွေးစုံလင်လာတဲ့ဆက်တွေကတာမန်လူတွေမမြင်ရပေမဲ့ကျွန်တော်တို့လိုအထက်လန်းပညာကိုလိုက်စားနေတဲ့သူတွေကတော့မြင်နေရတယ်လူရောက်ပေါင်းများစွာကပြစ်လွတ်လိုက်တဲ့ဆက်တွေကိုဆရာကသူ့ရဲ့ဘဲဘက်လက်နဲ့လှမ်းတားထားတာကိုလည်းမြင်လိုက်ရတယ်ဒါကြောင့်ဆက်တွေအားလုံးရက်ကုန်တာဆရာကတားထားတဲ့ဆက်တွေကိုဘဲဘက်လက်ဖွားနဲ့ဘေးကိုလွှဲပစ်လိုက်တဲ့ဆက်တွေအားလုံးဘေးဘက်မှာရှိတဲ့တစ်ပင်တွေကိုတွားထီတော့ဖြောင်းဖြောင်းဖြောင်းဆိုတဲ့အတန်တွေနဲ့အတူအကိုင်းခတ်တွေပင်စီတွေစုပ်ပြက်ကုန်တဲ့တစ်ပင်တွေတောင်ဒီလိုဖြစ်သွားတယ်ဆိုရင်တာမန်လူတွေဆိုရင်ဘလို့ဖြစ်မယ်ဆိုတာမတွေးရဲစရာပဲဆရာစီးပြင်ကိုထွက်လာရင်အသေးသက်ဖို့တွေးထားကြတာကိုမျက်ဝါးထင်ထင်မြင်လိုက်ရတယ်သူတို့ရဲ့ဆက်တွေနဲ့ပြစ်လွတ်ပေမဲ့ဆရာဘာမှမဖြစ်တာမြင်တော့နောက်တနည်းနဲ့တက်ဖို့ကြိုးစားကြပြန်တယ်ရုတ်တရက်ဆိုသလိုဆရာရက်နေတဲ့မြေကြီးတဲကနေအခိုးငွေတွေထွက်လာခဲ့တယ်ဆရာပက်ပက်လည်းအခိုးငွေတွေထွက်လာပြီးမိတောက်တစ်ခုကဝုန်းဆိုထားတောက်ပါလေရောလူတရက်ခန့်မြင့်တဲ့မိတောက်ကြီးကဆရာပက်ပက်လည်းမှာအရှိန်ဟုန်နဲ့လောင်မြိုက်နေတာဆရာကိုမမြင်ရတော့ဘူးကျွန်တော်ကဆရာအစွမ်းကိုသိနေတဲ့သူဆိုတော့မအံ့ဩပေမဲ့နန်းခင်တို့လင်မယားကဆရာအတွက်စိတ်ပူနေကြတယ်နန်းခင်ကဆရာကိုကြည့်ပြီး ဒါအနေရများတယ်နော်ဖြစ်ပါမလားနင်တို့ဆရာတိတ်နေအောင်မယ်အဲ့ဒီလိုစိုးရိမ်တကြီးလှမ်းပြောလာတယ်ကျွန်တော်လည်းစိတ်မပူနဲ့ဆရာကဒီလောက်ကိုကာကွယ်နိုင်ပါတယ်လို့ပြောရင်းဆရာအခြေအနေကိုဆက်ကြည့်နေလိုက်တယ်မိတောက်အရှိန်ကတဖြည်းဖြည်းလျော့ကျလာပြီးလူအုပ်ကြီးကမိတောက်ထဲကိုလိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်မိတောက်လည်းငင်းရောအလဲမှာဆရာကိုမတွေ့ရတော့ဘူးလူအုပ်ကြီးကဆရာကိုမတွေ့တော့ဝမ်းသာအားရအော်ဟစ်နေကြတာကိုမြင်လိုက်ရတယ်နန်းခင်က နင်တို့ဆရာတေးပြီလို့ပြောနေကြတယ်ခုနကဒီထဲမှာရှိနေတာအခုမရှိတော့ဘူးနင်တို့ဆရာပြကြသွားတာလားအဲ့ဒီလိုမေးတော့ကျွန်တော်ကမဖြစ်နိုင်ပါဘူးခဏတော့စောင့်ကြည့်ပါဦးလို့ပြောရင်းဆရာဘယ်ကနေပြန်ပေါ်လာမလဲဆိုတာကိုလိုက်ကြည့်နေမိတယ်လူအုပ်ကြီးကလည်းဆရာတေပြီလို့ထင်ပြီးတဟားဟားတဝဝနဲ့ပွဲကြနေတဲ့အချိန်ကောင်းကင်ကနေဖြက်ခနဲအလင်းတန်းတစ်ခုကျလာတာကိုကျွန်တော်မြင်လိုက်ရတယ်အလင်းတန်းကလူအုပ်ကြီးရဲ့အပေါ်တဲတဲကနေကျလာတာကျွန်တော်မျက်လုံးကိုပြူးပြဲပြီးကြည့်လိုက်တော့ကောင်းကင်ကနေကျလာတဲ့လှံပြန်တွေကိုတွေးလိုက်ရတယ်ရွှေရောင်ဝင်းလက်နေတဲ့လှံအစင်းပေါင်းများစွာကလူအုပ်ကြီးအပေါ်မှာမိုးထားပြီးသားဖြစ်နေတယ်လှံပြန်တွေရဲ့အပေါ်မှာတော့ပိုက်ကွန်ကိုဗလက်နဲ့ကင်ထားပြီးညာလက်နဲ့လှံပြန်တွေကိုအမိတ်ပေးနေတဲ့ပုံကိုယ်တွေကိုမြင်လိုက်ရတယ်လူအုပ်ကြီးလဲရုတ်တရက်မြင်လိုက်ရတော့ကြောင်တောင်တောင်ဖြစ်နေဟန်တူပါတယ်အထူးဆန်းအနေနဲ့လိုက်ကြည့်နေတာကိုတွေးလိုက်ရတယ်လှမ်းစင်းပေါင်းများစွာကအပေါ်ကနေချိန်ထားတဲ့အချိန်လူအုပ်ကြီးရဲ့ဘေးပက်ပက်လယ်မှာငွေရောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့ငှက်ကြီးတောင်သားတွေကိုကင်ထားတဲ့သူတွေပေါ်လာခဲ့တယ်လှမ်းပိုင်ဓာတ်ပိုင်တွေပေါ်လာပြီးတဲ့အချိန်မှာဆရာကလူအုပ်ကြီးရဲ့အနောက်ကနေပေါ်လာခဲ့တယ်ဆရာအနောက်မှာတော့ခေါင်းပေါင်းအနီတွေကိုစီပတ်ထားပြီးလက်ထဲမှာငွေမြေအောင်ကျိုးခွေတွေကင်ထားတဲ့သူတွေကိုလည်းမြင်လိုက်ရတယ်လူအုပ်ကြီးကဆရာကိုမြင်တော့ သူမသိသေးဘူးသူ့လူတွေကိုခေါ်လာတာနေမှာတိုက်ကြဟိ အဲ့ဒီလိုអော်တဲ့အချိန်ဆရာအနောက်မှာရက်နေတဲ့သူတွေကလက်ထဲကနေကျိုးခွေတွေကိုပြစ်လွတ်လိုက်တဲ့ကျိုးခွေတွေကလူအုပ်ကြီးထဲမှာပါတဲ့လူရည်အတွက်အတိုင်းခွဲထွက်ပြီးရစ်ပတ်သွားတယ်ငွေမြင်အောင်ကျိုးတွေရစ်ပတ်ပြီးတဲ့အချိန်မှာအပေါ်ကနေပိုက်ကွန်ကင်ထားတဲ့သူတွေကပိုက်ကွန်တွေကိုအသင့်အနေထားလုပ်ပြီးစောင့်နေကြတယ်ကျိုးတွေနဲ့ချီခံထိထားတဲ့သူတွေထဲမှာတချို့တွေကချီထားတဲ့ကျိုးခွေတွေကိုပြတ်အောင်ယုံနိုင်တာကိုလည်းမြင်လိုက်ရတယ်ကျိုးပြက်တာနဲ့တပြိုင်နက်အပေါ်မှာရှိနေတဲ့ပိုက်ကွန်တွေက
နောက်တစ်ဆင့်ထက်ချုပ်ထားလိုက်တဲ့လှန်နယ်တွေကလည်းအပေါ်ကနေငယ်ထိတ်တိတဲ့ကိုချိန်ရွယ်ပြီးသားဒီတစ်ခါရန်ပြူရင်ငယ်ထိတ်ကိုတကယ်ထိုးမဲ့ပုံစံဆရာကဖမ်းထားတဲ့သူတွေကိုပညာရေးအမလားမေးတယ်ဒါပေမဲ့သူတို့ကမအပ်ဘူးပဲပြောကြတယ်ဘလို့ချော့ပြီးမေးမေးချောက်ပြီးမေးမေးမအပ်ဘူးဆိုတာကြီးပဲဘလို့မှဖြောင်းဖျလို့မရတော့တဲ့အခြေအနေရောက်မှဆရာကနောက်ဆုံးစကားတစ်ခုကိုပြောလိုက်တယ် ငါကဘသူ့ကိုမှနာကျင်အောင်မလုပ်ချင်ဘူးအခုမင်းတို့ကလည်းပညာမအပ်ဘူးဆိုတော့ငါလည်းအတင်းကျပ်မလုပ်ဘူးမင်းတို့ကတိတစ်ခုပေးရမှာကဒီရွာကနေအဝေးဆုံးကိုထွက်သွားဖို့ပဲနောက်ပြီးဒီကလေးမနဲ့သက်ဆိုင်သူတွေကိုအန္တရာယ်မပေးဘူးဆိုတဲ့ကတိတစ်ခုကိုလိုချင်တယ်ပေးတယ်ဆိုရင်ထိခိုက်နာကျင်အောင်မလုပ်ဘူးဘလို့လဲကတိပေးနိုင်လား အဲ့ဒီလိုမေးလိုက်တော့လူအုပ်ကြီးတဲကနေတီတိုးစကားတန်တွေထွက်လာခဲ့တဲ့ဆရာလည်းအခြေအနေကိုသဘောပေါက်ပြီး သဘောတူတယ်ဆိုတဲ့လူတွေဒီစီးဝိုင်းထဲကိုလာခဲ့ပါ အဲ့ဒီလိုပြောပြီးစီးတစ်ခုကိုဝိုင်းလိုက်တယ်အဲ့ဒီလိုခွဲထုတ်လိုက်တော့ခုနကလူအုပ်ကြီးကအုပ်စုနှစ်ခုထပ်ကွဲသွားတယ်သဘောတူတဲ့သူနဲ့သဘောမတူတဲ့သူဆရာအစွမ်းကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့တချို့တွေကမနိုင်ဘူးဆိုတာသိပြီးစီးဝိုင်းထဲကိုဝင်လာခဲ့ကြတယ်တချို့တွေကတော့ခေါင်းမာပြီးစီးဝိုင်းထဲကိုမလာကြဘူးဆရာကတော့စီးဝိုင်းထဲဝင်လာတဲ့သူတွေကိုတစ္ဆာရေးတိုက်ပြီးဖောက်ဖျက်ကျူးလွန်ပါကပြာတိမိကျွန်းလောင်စီလို့အတိထန်ခဲ့တယ်စီးဝိုင်းထဲမလာတဲ့သူတွေကိုတော့ဘာမှမဆိုသေးပဲတစ္ဆာရေးတိုက်ပြီးတဲ့သူတွေကိုဒီရွာကနေအခုချက်ချင်းထွက်သွားစေခဲ့တယ်စီးဝိုင်းထဲရောက်နေတဲ့သူတွေတဲကတချို့ကလမ်းလျှောက်ထွက်သွားကြတယ်လို့တချို့ကလေးပေါ်ပြန်သွားကြတာလည်းရှိတယ်တချို့ကတပိချုံပြီးလင်းတအသွင်ပြောင်းကပြန်သွားကြတာတွေလည်းရှိတယ်စီးဝိုင်းထဲကသူတွေကုံတော့မှကြံနေတဲ့သူတွေဘက်ကိုလှည့်လိုက်တဲ့ကြံရစ်တဲ့သူတွေကိုဥဆောင်နေတာကအဖူးထီကော်ဆိုတဲ့ကရင်ဖိုးကြီးပဲသူအပါဝင်လူ10ယောက်လောက်ကြံခဲ့တဲ့အားလုံးကတက်ကြီးရွယ်ဦးတွေပဲနန်းခင်ကတော့သူတို့အားလုံးကနန်းခင်ရဲ့အမေဖြစ်သူအားထားရတဲ့လက်ယုံတွေဖြစ်ခဲ့တယ်လို့ပြောတယ်ဆရာလည်းချီထားတဲ့ကျိုးတွေကိုမဖြုတ်ပေးပဲနောက်ဆုံးအကြိမ်ဖြောင်းဖျကြည့်တဲ့အဖြေကတော့ခေါင်းခါတီကလွယ်ပြီးမရရှိခဲ့လုံးဝမရတော့တဲ့အတွက်ဆရာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးနောက်လေက တေအောင်တော့မလုပ်ကြနဲ့တက်ဆိုင်ရာပုံကိုယ်တွေစီကိုအပ်ပြီးပညာတွေထုတ်လိုက်ကြတော့ပညာတွေမရှိတော့ရင်လူအသိစိတ်ပြောက်အောင်လုပ်ပြီးပြန်လွတ်ပေးလိုက်ကြအဲ့ဒီလိုအမိတ်ပေးလိုက်တယ်ဆိုရင်ပဲအလင်းတန်းတစ်ခုကထိုးသူတွေပေါ်ကိုထိုးဆင်းလာခဲ့တယ်။အလင်းတန်းလည်းပျောက်သွားရောခုနကရှိနေတဲ့လူတွေအားလုံးကိုမတွေ့ရတော့ဘူး။နန်းခင်ကတော့အိမ်ပေါ်ကနေပညာတွေကိုစွန့်လွတ်ဖို့အော်ပြောနေတဲ့အတန်ကိုသူတို့မကြားနိုင်တော့ဘူး။ဆရာလည်းအိမ်ပေါ်ကိုပြန်တက်လာပြီးနန်းခင်စွန့်လွတ်ထားတဲ့ပညာလုံးတွေပေါ်ကိုရေစင်တစ်စက်တောက်ချလိုက်တယ်။ရေစင်တစ်စက်တောက်ချလိုက်တာနဲ့ပညာတွေကဟုံးခနဲ့မိထတောက်ပါလေရောမိတောက်ကြီးလဲငင်းရောအိမ်ချန်စီယိုးထောင်လေးဖက်ကနေဝမ်းထဲစွာငိုယိုတဲ့အတန်နဲ့ကြီးပေါ်လာခဲ့တဲ့နန်းခင်ကအတန်ကြားတော့ ဒါအမိုးအတန်ပဲအမိုးကဒီအိမ်မှာရှိနေတာလားအမိုးရှိနေသေးတာလား အဲ့ဒီလိုပြောပြီးစီးတဲကနေထပြေးဖို့အလုပ်ဆရာက ဒီအတန်ကအမိရဲ့မိခင်အတန်မဟုတ်ဘူးအမိကိုနောက်ဆုံးအကြိမ်ဒုက္ခပေးဖို့ကြိုးစားတဲ့အတန်ပဲအမိရဲ့ပညာတွေအခုမှတကယ်ကုန်ဆုံးတာခုနကမီးလောင်သွားတော့အမိရဲ့အမိုးထားခဲ့တဲ့မကောင်းတဲ့အဆောင်တွေကအမိကိုဒုက္ခပေးဖို့ကြိုးစားတာပဲစီးတဲကနေအပြင်ထွက်ရင်အမိစီပေါက်ပြီးအမိရဲ့လက်ပြာကိုနှုတ်ဖို့နောက်ဆုံးလှုပ်ဆောင်တာ အဲ့ဒီလိုပြောတော့မှနန်းခင်ပြန်ထိုင်ချလိုက်တယ်ကျွန်တော်တို့လည်းအချိန်မဆိုင်ပဲခြံတဲ့အိမ်ပတ်လည်မှာအင်းစမတွေမြက်ပြီးအနောက်ရှက်တွေမလာနိုင်အောင်စီမံပေးခဲ့ကြတယ်နန်းခင်တို့လင်မယားနှစ်ယောက်ရဲ့နဖူးမှာလည်းအင်းစမတွေကိုရေးဆွဲပေးခဲ့တယ်ဒီစမတွေကြောင့်သူတို့ကိုဘယ်သူမှဒုက္ခပေးလို့မရနိုင်တော့ဘူးမီးလောင်ပြကြားထားတဲ့ပညာတွေကိုတော့ဆရာကသူကိုယ်တိုင်မြေမြုပ်ပစ်ခဲ့တယ်နန်းခင်တို့လင်မယားနှစ်ယောက်လုံးကျွန်တော်တို့ဂိုင်းကိုယုံကြည်ခဲ့ကြတယ်နောက်နေ့မှာတော့ကျွန်တော်တို့ရွာကနေထွက်ခဲ့ကြတယ်နန်းခင်တို့လင်မယားကတော့ရွာထိပ်ထိလိုက်ပို့ရင်နောက်တစ်ခေါက်ကြုံရင်ဝင်လဲဖို့တဖွားဖွားမှနေရှာတယ်ရွာပြင်ကိုရောက်တော့ခက်လန်းလန်းမှာခုံပေါက်ပြီးပြေးလာနေတဲ့သူတချို့ကိုမြင်လိုက်ရတယ်အနားရောက်လို့တေချာကြည့်လိုက်တော့အဖူးထီကော်နဲ့အပေါင်းပါတွေဖြစ်နေတယ်သက်ဆိုင်ရာပုံကိုယ်တွေရဲ့အပြစ်ပေးခြင်းကိုခံထားရတဲ့သူတို့ကိုမြင်တော့ဆရာက တခါတလေမှာခေါင်းမာတိုင်းလည်းမကောင်းဘူး အဲ့ဒီလိုပြောတယ်ရွာကနေထွက်လာပြီးနောက်ပိုင်းကျွန်တော်တို့ဘယ်ဆက်သွားရမလဲမသိတော့ဘူးဆရာကလည်းဘာမှမပြောပဲခြေဦးလေးရသွားနေခဲ့တယ်တဖြည်းဖြည်းရက်တွေကြာလာတာနဲ့အမျှခီးလဲအတန်အသင့်ပေါက်ခဲ့တယ်တနေ့မှာတော့ကျွန်တော်တို့ဘုန်းကြီးကျောင်းတစ်ကျောင်းကိုအမှတ်မထင်ပဲရောက်သွားခဲ့တယ်
ုန်းကြီးကျောင်းဆိုပေမဲ့တန်ဃာတော်ကနှစ်ပါးပဲရှိတယ်ရောက်တဲ့အချိန်ကညမောင်တော့မယ်ဆိုတော့ဘုန်းကြီးကျောင်းမှာပဲတဲခဲ့ကြတယ်ညဘက်ရောက်တော့လှုပ်เสียရှိတဲ့အလုပ်တွေလုပ်ပြီးအိတ်မပျော်လို့ထိုင်နေတော့ရှိသေးတယ်ဘုန်းကြီးကျောင်းလေကားပေါ်ကိုတက်လာတဲ့ကလေး9ယောက်ကိုတွေ့လိုက်ရတယ်အသက်ကအလွန်ဆုံးရှိလာ10နှစ်ပေါ့အားလုံးကတရွယ်တည်းပဲသူတို့ကကျွန်တော်ရှိတဲ့နေရာကိုတက်လာပြီးဘေးနားမှာထိုင်လိုက်ကြတယ်ကျွန်တော်လည်းသူတို့ဘာဆက်လုပ်မလဲကြည့်နေရင်သူတို့တဲကအဝိစားတောက်တောက်ပြောင်ပြောင်ဖြစ်ဆုံးကလေးက ဦးလေးရဲ့ဆရာနာကိုမကက်ရဲလို့ဦးလေးစီလာခဲ့တာဦးလေးတို့ဒီကိုစောက်ဝင်လာတဲ့ကသားတို့ကြည့်နေတာသားတို့ဒီကိုရောက်နေတာနှစ်ပေါင်းရကျော်နေပြီဒီကလွတ်အောင်ကူညီပေးဖို့လာတောင်းဆိုတာပါဦးလေးတို့ကူညီမှဖြစ်မှာ အဲ့ဒီလိုပြောတော့ကျွန်တော်ကငါကပါကူညီပေးရမလဲပြောကြည့်လို့ပြောလိုက်တော့ကလေးငယ်က သားတို့အလောင်းကိုမိတချို့ပေးရင်ရပြီသားတို့ကိုဒီနေရာမှာအစီရင်တွေနဲ့မြုပ်ခဲ့ကြတာဒီနေရာကအရင်မြို့ရိုးဟောင်းကြီးအဲ့မှာသားတို့ကိုတတ်ခဲ့တာအခုလွတ်ချင်နေပြီအလောင်းကိုရှာပြီးမိရှို့ပေးနော်သားတို့သွားတော့မယ်သားတို့ဒီကိုလာတာသိရင်ဥယက်ခရိုက်လိုက်မယ်သွားတော့မယ်နော် အဲ့ဒီလိုပြောပြီးကျောင်းအောက်ကိုပြေးဆင်းသွားကြတယ်ကျွန်တော်လည်းဆရာကိုမနှက်ကြမှပြောပြတော့မယ်လို့တွေးပြီးအိတ်ချလိုက်တယ်အတွေးထဲမှာတော့ဒီကလေးတွေကိုဘယ်လိုကူညီရမလဲဆိုတာစဉ်းစားနေခဲ့တယ်စာဖတ်သူတွေအားလုံးလည်းဒီကလေး9ယောက်ရဲ့အကြောင်းနဲ့သူတို့9ယောက်လို့အောင်မြတ်တာတို့ဘယ်လိုတွေကူညီပေးရအောင်မလဲဆိုတာကိုတော့အောင်မြတ်တာနှင့်ငယ်ပေါင်း9ဖို့ဆိုတဲ့ဝတ္ထုလေးကိုစောင့်မျှော်ပေးကြပါဦးလေးစားစွာဖြင့်ဇေနရာမညဒီလိုဇလန်းကောင်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးအောင်မှာမို့ကျွန်တော်တို့ရဲ့ဒိုင်ယာရီစုဘူး Entertainment Channel လေးကို Subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ကြပါဦးနော်အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တာယာပျော်ရွှင်သောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ပါစေ